ကျုပ်စားလားကျုပ်နဲ့ပတ်သက်တဲ့တိထားမဲ့ချက်လေးမျှဝေပေးမယ်စက်ကြည့်နော်ဒီလေးမင်္ဂလာပါ မင်္ဂလာပါသမီး ဈေးလာဝယ်ရလားဒီလေး အေးဟုတ်တယ်သမီး ဟုတ်လား လေ ဒီဘာဝယ် ဘာဝယ်လဲဆိုတော့စက်သားလေးနည်းနည်းဝယ်လာခဲ့တယ် စက်သားလေးဝယ်လာတယ် ဟုတ်ကျွန်တော် သမီးကလေဒီနေ့လေလူကြီးတွေရှင်မတွေစီကနေပြသမီးကဘာခုတုတာလေးပြန်ယူတာဒီသမီးကျုပ်လေးဝယ်ခြင်းတို့ဒီနေ့တော့ကျုပ်လေးတော့ဝယ်လာတယ်ဒါပေမဲ့သမီးမရွေးတတ်ဘူးအဲ့ဟိုကျုပ်ရွေးနီးလေးကောင်းမကောင်းလေးဘယ်လိုရွေးရပွဲရမလဲ လက်ကလေးပေါ့နော်အယောင်ကြီးအစားအဲ့လိုမျိုးလေးရွေးဝယ်တယ်နောက်တော့များရောင်းတဲ့ဆိုင်ပါလေနေ့စဉ်အဝယ်သွဲပြားတဲ့ဆိုင်လေးမှာဝယ်တယ် အဲ့ဆိုကျုပ်အများကြီးရောင်းတဲ့ဆိုင်မှာဝယ်တယ် ဝယ်ဆိုရတယ် ရွှေရွှေလို့ရအောင် နေ့ချက်လေးရလက်ကလေးဖြစ်အောင်လို့မလက်တဲ့ဟာသူတိတာတယ်လေကင်လိုက်တာနဲ့6လို့အဲ့လို အဲ့ ဖြစ် ဆို နေ ရင် တယ် ကန်ကြည့်လိုက်လို့နည်းနည်း6နဲ့ဆိုရင်အဲ့တိတ်မလက်တော့ဘူးပေါ့နော်အယောင်လေးကလည်းဆူဆူလေးဆိုရင်အဲ့လေးကလက်တယ်အဲ့လိုလေးရွေးဝယ်ရမှာ နှုတ်ကြည့်လိုက်ပေါ့နှုတ်ကြည့်ပြီးတော့ဝေလိုက်လေဝင်လိုက်တဲ့အခါမလတ်တဲ့အခါကျတော့မဝေနဲ့ပေါ့လတ်တဲ့အခါကျတော့ဝေလိုက်ပေါ့ လှုပ်ကြည့်လိုက်လို့ဘယ်လိုမျိုးလေးဆိုလက်တာလဲ နှုတ်ကြည့်လိုက်လို့ရှိရင်တိတ်ကလေးနေလို့ရှိရင်တော့ လက်တယ် လက်တယ်ပေါ့ အဲ့ဆိုလှုပ်ကြည့်လိုက်လို့မတုံဘူးဆိုလို့ရှိရင်လက်တယ်လှုပ်လို့ရှိရင်လှုပ်တယ်ဆိုရင်မလက် မ ဘူး လတ်ဘူး အော်ဟုတ်ဟုတ် ဟိုလေကျုပ်လေးကန်ကြည့်လိုက်ရင်လည်းအလေးချိန်လေးရှိတယ် ဟုတ် အဲ့မှာနည်းနည်းလေးဟိုလှုပ်ကြည့်လိုက်မလှုပ်ကြည့်ရင်မလည်းရှောင်းနေရောက်အထက်ကလေအဲ့ဒါလေးကနည်းရှောင်းလို့ရှင်တော့အထက်မှာတိတ်ပြီးမကောင်းနိုင်ဘူးပေါ့ဟုတ် 6နဲ့ဆိုရင်တော့မကောင်းဘူးလေးလေးဆိုကောင်းတယ်ပေါ့ ဟုတ် အော်ဟုတ် လက်မလက်ဆန်မတို့တော့ပုံမှန်ပဲကျုပ်လက်မလက်ကိုနည်းနည်းတရက်နှစ်ရက်လောက်နေဒီလိုလေးခောက်ကြည့်လိုက်တဲ့ခါမှာဆန်ကြောင်လေးလို့ဖြစ်နေလို့ရှိရင်မလက်ဘူးလို့ယူဆရတယ် အော်ခောက်ကြည့်လိုက်လို့ နည်းနည်းလေးဒီလိုကလောက်လေးမြင်နေဆိုရင်ကျုပ်မလက်တော့ဘူးလို့ယူဆတယ် အော်ဟုတ်အဲ့ဆိုရင်ဒီလိုမျိုးလေးအရင်ဆုံးစမ်းကြည့်ရ ဆ အောင် န်ကြည့်ရအောင် ဟုတ်အယောင်လေးနဲ့ဆိုရင်ဘယ်လိုယောင်လို့ရွယ်ရမှာ အန်ဒီအနေနဲ့ကတော့အယောင်ကိုဆိုဘယ်လိုခေါ်မလဲလက်ဆက်ဆက်အယောင်လေးဒီဘယ်လိုခေါ်မလဲအယောင်လေးတောက်တောက်ကလေးပဲ အော် အဲ့လိုမျိုးလေးကိုယူတယ် အော်ဟုတ်အဲ့ဆိုလို့ရှိရင်အဲ့ဒီဟာလေးကပုံလက်တယ်ဟိုအယောင်လေးနဲ့ကြည့်ပြီးခွဲလို့ရတာ အယောင်လေးတွေကကြတော့ဘယ်လိုပြောလဲဆိုတော့အခုနကဟိုဘယ်လိုပြောလဲဒီအညိုလေးတွေကကြတော့ဟိုပေါ့ဟိုပါလဲပြောင်းစားတဲ့ကြက်လေးဟိုပြောင်းနေတော့ကျွေးတယ်ကွာကြက်တွေကဒါပေမဲ့ဟိုတချို့တလေကြက်တွေကကြတော့အဲ့လိုမျိုးပြောင်းမစားမိတာတွေပါကြလို့ရှင်ကျုပ်ကနည်းနည်းလေးဟိုအယောင်လေးကဖြူနေတာဖြစ်နေတယ်ဒါပေမဲ့ဟိုမလက်တာတော့မဟုတ်ပါဘူး အော်ဟုတ်အဲ့ဆိုရင်အယောင်လေးနဲ့လည်းခွဲလို့ရတယ်ဒါပေမဲ့အယောင်ကတော့အဲ့လောက်ကြီးမဟုတ် ဟုတ် ဒီလိုမျိုးခောက်ကြည့်လိုက်လို့ရှိရင်အတန်ဟိုနည်းနည်းချောင်းနေ နည်းနည်းချောင်းနေဟုတ်ဟုတ် မလက်ဘူးပေါ့ ဟုတ် ကျုပ်ကိုအိမ်မှာတိမ့်မယ်ဆိုလို့ရှိရင်ရေဆေးပြီးတိမ့်နေလားဘယ်လိုတိမ့်ရမလဲ မတို့ကြားဘူးတော့ဒီရေးဆေးပြီးသိမ်းလို့ရှိရင်ပုတ်တက်တဲ့သဘောရှိရလို့ကြားဘူးတော့မတို့ရေးတော့မဆေးဘူးဒီတိုင်းပဲရေးကက်တစ်တာတဲ့ဟိုကကလေးနဲ့ထက်သိမ်းတာတော့များတယ် อ๋อရေကတစ်တာကတည်းကရေကတစ်တာမရှိရင်ရောဘယ်လိုသိမ့်ရမလဲမ ဒီလိုကကလေးတွေနဲ့အပြင်မှာဒီလိုဆက်ကူလေးတွေပတ်ပြီးတော့တချို့ကလည်းသိမ်းတာရှိတယ်အဲ့လိုလေးတော့သိမ်းကြတယ် ဟုတ်ဟုတ် ရေခိတဲ့ထဲမှာထေးထားလိုက်ပေါ့ ရေကတစ်တာထဲမှာသိမ့်ရမှာရေဆေးပြီးသိမ့်ရမှာလားဒီတိုင်းသိမ့်ရမှာ ဒီသက်ပိုင်းလိုက်လေ ဒီတိုင်းပဲသိမ့်ရ ရေ မှာနော် ဆေးပြီးတော့မသိမ့်နဲ့ ရေ ပေါ့ ဆေးရင်တော့ပုတ်တက်တယ်ထင်တယ်နော်ဟုတ်ဟုတ်အ အ ပြင် ပြင် မှာ မှာ သိမ့်ရ ပဲလက်ကလေးထဲ့တဲ့ခွက်ကလေးနဲ့လေ ဟုတ် ကျုပ်ထဲ့တဲ့ခွက်ကလေးနဲ့အပြင်မှာပဲအဲ့ဒီနေအောင်မရတဲ့နေရာပေါ့နော်အဲ့ဒီလိုနဲ့နေဝင်လေထက်ကောင်းတဲ့ဗလင်းမောက်ရဲ့ဒီဘက်ပြေးဒါပေမဲ့အဲ့နေရာလေးမှာနေမယ်ဝင်တဲ့နေရာလေးမှာပဲထားတယ် နေထိရင်ဘာ နေ ဖြစ် ထ သွား င်း မှာလဲ ကြိုက်ဘူးနည်းနည်းပုတ်လို့ ပုတ်လဲမှာ အမရေကက်တစ်တာတဲမှာじゃခံပြန်ရောက်သူက ဟုတ်အဲ့ဆိုလို့ရှိရင်သိမ့်ရင်ဒီတိုင်းလေးပဲ ဒီတိုင်းထက်ထားလို့ရပါတယ်ဟုတ်နည်းနည်းအေးတဲ့နေရာလေးတွေပြီးတော့ရေကက်တစ်တာတွေပါထက်ထားရင်တော့လဲဟို10ရက်15ရက်လောက်တော့ခံပါတယ်ဟုတ် ဟော10 15ရက်လောက်ပြန်ပုံမှန်အဖြစ်လေဒီကြက်ဥလေးတွေကလေသူ့ရဲ့တက်တန်းကဘယ်လောက်ရှိမလဲဘယ်နှစ်ရက်လောက်ကြာမလဲဘယ်နှစ်ရက်လောက်ကြာရင်မသုံးသင့်တော့ဘူးလေ 10ရက်15ရက်နောက်ပိုင်းဆိုမသုံးသင့်တော့ဘူးဟုတ် အဲ့လောက်တော့ခံတယ်ပေါ့နော် ဟုတ် မတို့ဒီမှာရောင်းရတဲ့တန်းနဲ့ဆိုရင်ကျုပ်ငါတို့ဆိုရင်9ရက်တစ်ပတ်10ရက်လောက်ထိတော့ဒီလိုသုံးနေအဲ့နောက်ပိုင်းတော့နည်းနည်းသိတော့မသုံးပြတော့ဘူး ဟုတ်ဟုတ်ဟုတ် ဒီမလက်တော့လို့ယူစားလို့ အန်ဒီကတော့အိမ်မှာကြည့်လိုက်လို့ရှိရင်တပတ်ကြော်လောက်ဆိုရင်နည်းနည်းတိတ်မကောင်းကျင်တော့ဘူး ဟုတ်ဟုတ်အဲ့ဆိုတော့သမီးတို့အများကြီးဝယ်သိမ်းတာမကောင်း ကော ဘူး င်း เนาะ 10 10 လုံး လုံး တော့ လောက် 10လုံးဆိုတာအများဆုံး အ ပဲ များဆုံးပဲဟိုလေကြက်ဥကိုလေသမီးကွဲသွားတယ်အဲ့ကွဲသွားတဲ့ဟာကိုသမီးကွဲသွားလို့ဆိုပြီးလွတ်ပစ်လိုက်ရမှာဒါမှမဟုတ်တခြားပြန်သုံးလို့ရတယ်နေရှိလား သုံးလို့ရတယ်လေမတို့ကအိမ်ကကွဲတယ်ဆိုရှင်အကွက်ထွက်လာလို့ရှိရင်အတီးရွက်လေးနဲ့ဖြစ်ဖြစ်ပကံနဲ့ဖောက်ထည့်ပြီးတော့မှလက်တယ်ဆိုရင်ကြော်စားလိုက်တယ်အဲ့လားလေးနဲ့ပြန်ပြီးတော့ဒီတိုင်းလက်ကျက်သွန်လေးတွေဒီပိုင်းနဲ့ကြော်စားပြစ်တယ်ပေါ့ အဲ့ဒါကြီးကြော်စောလိုက်ပေါ့ ကြော်စားလိုက်မှာနော်ဥမာရွက်ကလေးနဲ့ကြော်စားတာပဲပြကမ်းမဲ့ကြောက်ကြော် ဒီတိုင်းကြော်ပေးကြော် လက် လို့ တဲ့ ရ ကြော်တော့ပြန်သုံးလို့ရ ရတယ်ဟုတ်တယ် ဟုတ်ဟုတ် ကွဲတယ်ဆိုတာအခုလက်ဆက်ဆက်ပေါ့နော်ဈေးကပြန်လာရင်လည်းဝယ်လာလို့ကွဲသွားတဲ့ဟာမျိုးဆိုရင်အန်ဒီကအဲ့ဒါလေးကိုကမန်ကရန်ဖောက်ပြီးတော့ကျက်ဥကြော်ပဲဖြစ်ဖြစ်ဒါမှမဟုတ်ကျက်ဥပေါင်းပဲဖြစ်ဖြစ်လေအဲ့လိုလေးဖြစ်လောက်စားတယ်ကျက်ဥပေါင်းပုံလေးပဲဖြစ်ဖြစ်လေပေါင်းပုံကြော်တဲ့ထဲပဲဖြစ်ဖြစ် ဟုတ်ဟုတ်ဒီတဲ့အပေါင်းလေးပြပါသမီးမပေါင်းတတ်လို့ဘယ်လိုလေးလဲ အန်ဒီကကျတော့အဲ့ထဲကိုတကြားကိုနည်းနည်းလေးပဲထည့်တယ်စိတ်ုံလောက်လေးထည့်တယ်နောက်ပြီးတော့အန်ဒီတို့ကုံမှုတ်လေးနည်းနည်းထည့်တယ်အဲ့လိုလေးထည့်ပြီးတော့ရင်နွေနေထဲမှာရင်နွေ ဒီနေ့ကိုတည် ဟို ပြီးတော့ အဲ့ထဲမှာပဲ အဲ့ရဲကို ပေါင်း အဲ့ ကွက်က ခု လေး န တင်ပြီးတော့ ခုနထည့်ထားတဲ့ကြားနဲ့ကျောင်းကွက်မုံလေးနဲ့ထည့်ထားတဲ့ ထည့်ထားတဲ့ဟာလေးတင်ထားလို့ခလောက်ပြီးတော့မမလေးခလောက်ပြီးတော့တင်လိုက်တာပဲအဲ့လိုပဲ အဲ့လူကြီးရောကလေးရောစားလို့ရတယ် အဲ့ဒါလူကြီးရောကလေးရောစားလို့ရတယ်ဟိုကြော်တာကြတော့အဒီတို့ကြတော့စီကြော်လေးရှောင်လို့လေ ဟုတ်ဟုတ် ကျက်ဥလေးများတော့အဖြစ်အဒီတို့ကအပြုတ်ပဲစားတယ် ဟုတ်အဲ့လေသမီးလေးကျုပ်ပြုတ်လို့ရှိရင်လေခွာလိုက်လို့ရှိရင်အသားပါသွားတယ်အဲ့အသားမပါအောင်ပြုတ်လို့ခွာလိုက်ရှင်အသားမပါအောင်ဘယ်လိုလုပ်လို့ရမလဲ အဲ့ကြက်အောင်ပြုတ်ပြီးတော့ရေသိမ်းထားလိုက် ကြောင်ပြုတ်ပြီးရော ရေစိမ့်ထားလိုက် လေးစိမ့်တာ ရေစိမ့်ထားလိုက်ပြီးတော့နင်းလောက်ကြာပြီဆိုလို့ရှိရင်ခွေးလိုက်
စားလေးနည်းနည်းထည့်ပြုတ်တယ်ဒါပေမဲ့ဒီကြက်ဥလက်လို့ရှိရင်ပေါ့နော်အန်ဒီတို့အရင်တော့ခြံတွေကချက်ချင်းဝယ်တဲ့ဟာတွေဆိုရင်အဲ့လိုအသားလေးတွေပတ်တတ်တယ်ရမ်းလက်တဲ့ကြက်ဥဆိုလို့ရှိရင် အဲ့ဆိုရင်ကောင်းလို့တားပါ ကောင်းလို့အသားပါလားဟုတ်တယ်နှိမ့်လိုက်တာပေါ့နော်နှိမ့်လိုက်လို့ရှိရင်ညီညီလေးနဲ့သူခွာလို့ကောင်းသွားတယ်ဟုတ် ဟုတ်ကျုပ်ကိုလေအများကြီးဝယ်တာကောင်းတာလူတလောက်လေးပဲဝယ်တော့ လူတလောက်ပဲဝယ်သုံးတာကောင်းတယ် ဘာဖြစ်လို့လဲမလက်မှာဆို မလာမှဆိုလို့ ကိုလူ ကိုလက်လက်ဆက်ဆက်ဝယ်သွားတာပိုကောင်းတယ်လို့ထင်တာပဲနော် ဟုတ်ကိုလူတလောက်လေးပဲဝယ်သုံးတာကြတော့အမြဲတမ်းလက်ဆက်တာ ဟုတ်တယ် ဒီလေးတီးတလောက်ကျုပ်ရဲ့ကောင်းကျိုးလေးဆိုပါလေးရှိမယ်ကျုပ်စားတဲ့ကောင်းကျိုးလေးဆိုဒီလေးတီးတလောက် အန်ဒီကကျတော့ကြက်ဥကဘယ်လိုဖြစ်မလဲဆိုတော့အားလည်းရှိမယ်အာဟာရလည်းဖြစ်မယ်အဲ့လိုယူရလိုက်တာလေတနေ့ကိုနှလုံးမနေ့တစ်လုံးညတစ်လုံးစားတယ်ပြုတ်ပြီးတော့စားတယ် ဟုတ် ကြော်မစားဘူး ဟုတ်ပြုတ်ပြီးစားတယ် ပြုတ်ပြီးတော့ပဲစားတယ် ကျဲဥကိုတော့အကာကိုစားတယ်အိမ်မှာဦးလေးဆိုလည်းတနေ့လေးလုံးပြုတ်ပြီးအကာကိုကျွေးတယ်သူ့ရဲ့ဓာတ်ကလူကြီးတွေအတွက်လည်းအဆင်ပြေတယ်မတို့တွေလည်းစားပြတယ်တနေ့အကာကိုနေ့ကိုတော့မစားဘူး အနှစ်မစားဘူးလား အနှစ်မစားဘူး အကာစားလို့ရှိရင်ကျမကြီးပူကောင်းတယ်ဟုတ်ကျေးဇူးပါနော် အပြင်လမ်းဘေးစာတွေစားမဲ့စားအခုကျဲဥတစ်လုံးဆို900ပဲထားပါတော့တကယ်မုံတစ်ခု900ဆိုတဲ့ဟာတွေကတိတ်ပြီးတော့အဆင်မပြေဘူးလေနပူတော့ရီသူတို့ရှိမှရီကြရှိခန်းတာတွေပါလေထဲတာတော့ရှိအောင်မယ်အဲ့တော့ကိုအန်ဒီရဲ့ကင်းအောင်အန်ဒီတို့အနေနဲ့ကတော့အဲ့လိုကျဲဥပြီးပြုတ်စားလိုက်လို့ရှိရင်900ဘူးဆိုတနေ့မှ1000လောက်ဆိုရင်အားလည်းရှိမယ်အာဟာရလည်းဖြစ်မယ်အဲ့လိုစားလိုက်တာ တခြား ပေါ့ ဓာတုဆေးဝါးပါတယ်မိုးတွေထက်စားလို့ရှိရင်တော့ဒါလေးကပူကောင်း ဟုတ်တယ်ဟုတ်တယ် ဟုတ် 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 တယ် ဟုတ်အဲ့ဆိုသမီးကိုကျုပ်လက်တာလေးမမရွေးပေးပါလားသမီးလည်းရွေးမယ် အဲဟို မမလေးအ10လုံးလောက် ဟုတ်ကဲ့ပါမယူလိုက်မယ်နော် ရွေးပေးမရွေးပေးကျေးဇူးပါနေနေအဲ့လေသမီးကဘဟုတုတာလေးပြန်ပြပါလက်ဆောင်လေးပေးခဲ့မယ်နော် ကျေးဇူးပါဟုတ်ကဲ့ပါ ဒီကျေးဇူးပါနော်ဒါလေးကလေသမီးကိုဘဟုတုတာလေးပြန် share လို့သမီးလည်းလက်ဆောင်လေးပြန်ပေးရပါ ကျေးဇူးတင်ပါတယ်တမီးလေးရဟုတ်ပါပြီဟုတ်ပါပြီ အခုဆိုရင်ကျုပ်ဝယ်တာကအစားတိမ့်တဲ့အထိဘဟုတုတရလိုက်မယ်လို့ညွှန်လင်းပါတယ်မိသားစုတိုင်းကျန်းမာရေးနဲ့ညီညွတ်တဲ့စားသမှုပုံစံလေးတွေပိုင်ဆိုင်နိုင်ကြပါစေရှင်